ကိစ္စကိုအမေရိကန်နိုင်ငံအနေနဲ့အာဆီယံတရုတ်စတဲ့နိုင်ငံတွေနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့လည်းရှင်းလင်းပြောပြခဲ့ပါသေးတယ်။အာရှဒေသနိုင်ငံတွေနဲ့နိုင်ငံတွေကခေါင်းဆောင်တွေနဲ့တွေ့ဆုံတိုင်းမြန်မာနိုင်ငံကိစ္စကိုအမေရိကန်နိုင်ငံအနေနဲ့ဆွေးနွေးလိရှိကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးနဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံကိုထည့်သွင်းပြောကြားခဲ့တာရှိကြောင်းအခုသတင်းပတ်အတွင်းနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမှာတခြားနိုင်ငံကခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အခါတိုင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီး Ms. Condoleezza Rice အနေနဲ့မြန်မာနိုင်ငံကိစ္စကိုထည့်သွင်းဆွေးနွေးသွားဖို့မျှော်လင့်ထားကြောင်းလည်းပြောကြားထားပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်းမြန်မာနိုင်ငံကိစ္စကိုဆွေးနွေးဖို့ထပ်မံတင်သွင်းဖို့အမေရိကန်နိုင်ငံကရည်ရွယ်ထားတယ်လို့လည်းပြောဆိုပါတယ်ရှင်။ဒီတော့တွင်အမေရိကန်အောက်လွှတ်တော်နိုင်ငံရေးရာကော်မတီဥက္ကဋ္ဌလွှတ်တော်ကိုယ်စားလှယ် Mr. Tom Lantos ကလည်းမြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင်ကိုထုတ်ပြန်လိုက်ပါတယ်။အသေးစိတ်ကိုဥပအောင်ကဆက်ပြီးပြောပြပေးပါပါရှင်။ဟုတ်ကဲ့ခင်ဗျာအမေရိကန်သမ္မတကြီးဟာဗန်နာကြီးနဲ့ခီးသွားလာရေးဆိုင်ရာပိတ်ဆို့မိန့်ကိုမှာတင်းကျပ်မှုတွေပြုလုပ်လိုက်တာဖြစ်ပါတယ်။ထောင်နဲ့တောင်းနဲ့ချီရှိတဲ့ရဲစွမ်းသတ္တိရှိမြန်မာပြည်သူလူထုလမ်းမတွေပေါ်ထွက်ပြီးငြိမ်းချမ်းချမ်းနဲ့ဒီမိုကရေစီကျင့်စဉ်တွေကျင့်သုံးခြင်းမပြုဘဲရေးစစ်စစ်နဲ့စစ်အစိုးရကိုဆန္ဒပြနေတဲ့အချိန်အခုလိုသမ္မတကြီး Mr. Bush ရဲ့ထုတ်ပြန်လိုက်တဲ့အမိန့်ဟာအလွန်စီးရောတင်းလျှောက်ပတ်တဲ့အမိန့်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပဲ Mr. Tom Lantos ကပြောသွားတယ်လို့သူ့ရဲ့ပြောခွင့်ရအမျိုးသမီး Ms. Lynn Weil က RFA ကိုပြောပြပါတယ်။ Mr. Lantos နောက်ထပ်ပြောပြသွားတာဒီကိုလည်းပဲ Ms. Weil ကအခုလိုဆက်လက်ပြောကြားပါတယ်ခင်ဗျာ။ As the people of Burma risk everything to stand up for their most fundamental rights, all responsible leaders of the world should မြန်မာနိုင်ငံလူထုအခုလိုအခြေခံရပိုင်ခွင့်အများစုကိုအဖက်ဖက်ကစွန့်စားပြီးရက်တီတောင်းဆိုနေတာကိုတောင်းရှိတဲ့ကမ္ဘာခေါင်းဆောင်တွေအနေနဲ့မြန်မာနိုင်ငံမှာအေးချမ်းချမ်းနဲ့အပြောင်းအလဲတစ်ခုဖြစ်မြောက်သွားအောင်ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ပေးတဲ့ကြောင်းအထူးဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီဖွဲ့ဝင်တွေအာဆီယံနဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အိန္ဒိယလိုမြန်မာပေါ်ဩဇာညောင်းတဲ့နိုင်ငံတွေကပါဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ရှေ့ရှုကာဆောင်ရွက်ပေးကြဖို့ Mr. Lantos ကဝေပန်ကြားသွားတယ်လို့ Ms. Weil ကပြောသွားတာပါ။ဒါ့ပြင် Mr. Lantos ကမြန်မာစစ်ခေါင်းဆောင်ပိုင်းကိုလည်းပဲ88ရေးခင်းကဆန္ဒပြသူတွေကိုထောင်ချီပြစ်ဒဏ်တာမျိုးမပြုလုပ်ဖို့အခုလိုသတိပေးလိုက်ကြောင်းကိုလည်း Ms. Lynn Weil ကပဲဆက်လက်ပြောကြားသွားပါတယ်။ The international community must be united in making clear to Burma's military thugs that they will face dire consequences if နိုင်ငံတကာလူမှုတိုင်းဝန်ကလည်းပဲဒီညွန့်နဲ့မြန်မာစစ်ဆိုးရနဲ့ကြမ်းဖွင့်တဲ့စွမ်းအားရှင်ဆိုတဲ့အဖွဲ့တွေကိုပြက်ပြက်သားသားရှင်းလင်းပြောကြားရမှာကတော့အပြစ်မဲ့တဲ့သူတွေသွေးတစ်ပေါက်ကြတာနဲ့ကြောက်မက်ဖို့ကောင်းတဲ့အကျိုးဆက်ကိုသူတို့ကြုံတွေ့ရမှာဖြစ်တယ်ဆိုတဲ့အချက်ပဲလို့လည်းပဲ Mr. Lantos ကသတိပေးပြောကြားသွားကြောင်းကိုပါMr. Lantos ရဲ့ပြောခွင့်ရအမျိုးသမီး Ms. Weil ကရှင်းပြသွားတာပါ။ Mr. Lantos ကိုပဲအမေရိကန်အထက်လွှတ်တော် Republican Party ခေါင်းဆောင် Mitch McConnell ကလည်းပဲမြန်မာနိုင်ငံတွင်းကဆန္ဒပြမှုတွေကိုအခုလိုမှတ်ချက်ချပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာတမူထူးတဲ့မြင်ကွင်းတက်ကိုအခုခါမှာတွေ့မြင်နေရကြောင်းနာဖလို့ခေါ်တဲ့စစ်အစိုးရရဲ့မူဝါဒတွေပေါ်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေမြန်မာတနိုင်ငံလုံးမှာလူထုကထောင်ပေါင်းများစွာချီတက်အေးစေးနဲ့ဆန္ဒပြနေတာတွေ့ရမှာဖြစ်ကြောင်းကုလသမဂ္ဂအတွင်းမှုချုပ်ကိုယ်တိုင်အနေနဲ့လည်းပဲနာဖနဲ့ဓာတ်ဆက်သွယ်ပြီးဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ပြောဆိုဖို့လိုအပ်လာပြီဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအားလုံးပြန်လွှတ်ပေးဖို့နဲ့ငြိမ်းချမ်းတဲ့ပြန်လည်ရင်ကြားစေလှုပ်ဆောင်မှုမှာလူနည်းစုတိုင်းသားတွေပါဝင်ဆောင်ဖို့လိုအပ်ကြောင်းကိုလည်းပဲ Mr. Mitch McConnell ကဆက်လက်ပြောကြားသွားတာဖြစ်ပါတယ်ခင်ဗျာဒီတော့တွင်ဗြိတိန်နိုင်ငံကလည်း EU ဥရောပနိုင်ငံများအဖွဲ့အနေနဲ့မြန်မာနိုင်ငံပေါ်ပိုပြီးပြင်းထန်တဲ့ပိတ်ဆို့ပြစ်ဒဏ်တွေချမှတ်သွားဖို့ဆော်ဩလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းစစ်အစိုးရရဲ့လုပ်ရက်တွေကိုစောင့်ကြည့်နေပြီးလိုအပ်ရင်ပိုပြီးပြင်းထန်တဲ့ပိတ်ဆို့ပြစ်ဒဏ်တွေချမှတ်သွားဖို့နဲ့မြန်မာစစ်အစိုးရကိုတတိပေးတဲ့ဆောင်ရွက်ချက်တွေအတွက်ဗြိတိန်ဝန်ကြီးချုပ်မစ္စတာဂေါ်ဒန်ဘရောင်းကသူ့အနေနဲ့အပြည့်အဝထောက်ခံတဲ့အကြောင်း EU သဘာပတိဥက္ကဋ္ဌစီပေးပို့တဲ့စာထဲမှာရေးသားထားပါတယ်။မြန်မာပြည်သူတွေကဆန္ဒပြနေမှုတွေကိုစစ်အစိုးရအနေနဲ့တင်းခံချုပ်ထိန်းနေဖို့အခုအခွင့်အရေးကိုလက်လွတ်မခံဘဲနိုင်ငံရေးပြည်ပြင်ပြောင်းလဲမှုတွေစတင်ဖို့စစ်အစိုးရကိုဝန်ကြီးချုပ်မစ္စတာဂေါ်ဒန်ဘရောင်းကပြောကြားထားပါတယ်။အမေရိကန်နိုင်ငံကပိုပြီးပြင်းထန်တဲ့ပိတ်ဆို့ပြစ်ဒဏ်တွေချမှတ်လိုက်တာကိုလည်းဝန်ကြီးချုပ်ဂေါ်ဒန်ဘရောင်းကကြိုဆိုလိုက်ပါတယ်။ဒီတော့တွင်ဗြိတိန်နိုင်ငံသားဝန်ကြီးမစ္စတာဒေးဗစ်မီလဘန်ကလည်းမြန်မာနိုင်ငံအတွက်ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သာအသင့်တော်ဆုံးခေါင်းဆောင်ဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။လက်တလောမြန်မာနိုင်ငံကအခြေအနေဟာဆိုးဝါးနေပြီးလမ်းကြောင်းမှန်ကိုရောက်ဖို့အားလုံးကတေးချအောင်ကြိုးပမ်းဖို့လိုတယ်လို့လည်းသူကပြောကြားထားပါတယ်။စစ်အစိုးရအနေနဲ့ဆန္ဒပြသူတွေကိုအင်အားသုံးပြီးဖြိုခွင်းမှုချင်းချောက်နေတာကလည်းစိတ်ပျက်စရာပါပဲလို့မစ္စတာဒေးဗစ်မီလဘန်ကပြောကြားထားပါတယ်ရှင်။အခုဆက်လက်ပြီး EU ဥရောပနိုင်ငံများအဖွဲ့ကပိုပြီးပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေပြုလုပ်မယ်လို့မြန်မာစစ်အစိုးရကိုပြောကြားလိုက်တာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်နေကဆက်ပြောပြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။လက်လက်မဲ့ပြီးငင်းငင်းရမ်းရမ်းဆန္ဒပြနေသူတွေကိုဖြိုခွင်းဖို့အကြမ်းဖက်မှုကိုစစ်အစိုးရကအားကိုးရင်လက်ရှိအရေးယူပိတ်ဆို့ထားတဲ့ပိုပြီးပြင်းပြင်းထန်ထန်အရေးယူမယ်လို့မြန်မာအာဏာပိုင်တွေကိုထပ်ပြီးအလေးထားပြောကြားလိုက်တယ်လို့ EU ကြေညာချက်မှာပါရှိပါတယ်။ဆန္ဒပြသူတွေကိုချိန်မုံမှုဂျိုးပန်းတဲ့အနေနဲ့စစ်အစိုးရကရန်ကုန်မှာလုံခြုံရေးတပ်တွေချညမထွက်ရအမိန့်ထုတ်လိုက်ပြီးတဲ့နောက် EU ကြေညာချက်ထွက်ပေါ်လာတာပါ။ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့တတိပြောင်မြောက်တဲ့ပန်ကားတွေကိုအကြမ်းဖက်မနှိမ်နင်းဖို့နဲ့လူအခွင့်အရေးကိုလေးစားလိုက်တာဖို့မြန်မာစစ်အစိုးရကို EU ကတိုက်တွန်းလိုက်တယ်လို့လည်းကြေညာချက်မှာပါရှိပါတယ်။ EU ဟာမြန်မာပြည်သူတွေနဲ့ထပ်တူရှိပြီးငြိမ်းချမ်းစွာဆန္ဒပြခွင့်ကိုကျင့်သုံးနေတဲ့ရဟန်းပန်ကားတွေတိလရှင်တွေနဲ့ပြည်သူတွေကိုလေးစားပါကြောင်းလည်းကြေညာချက်မှာပါရှိပါတယ်။ဒီအခွင့်အရေးကိုလေးစားဖို့နဲ့အကြမ်းမဖက်ဘဲဆန္ဒပြနေသူတွေကိုလုံးဝအကြမ်းမဖက်ဖို့မြန်မာအာဏာပိုင်တွေကို EU ကတိုက်တွန်းလိုက်ပါတယ်။တိုင်းပေါင်းချီပြီးဒီမိုကရေစီရေးဆန္ဒပြနေသူတွေကိုမနှိမ်နင်းဖို့နဲ့ပြဿနာဖြေရှင်းဖို့စဉ်းစားဆွေးနွေးပါလို့လည်းစစ်အစိုးရကို EU တာဝန်ရှိသူတွေကမနေ့ကမြစ်တာရက်ခံလိုက်ပါတယ်။29နိုင်ငံပါဝင်တဲ့ EU အဖွဲ့ဟာမြန်မာနိုင်ငံအခြေအနေကိုအထူးစိုးရိမ်နေပြီးမျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ EU ပြောခွင့်ရပုဂ္ဂိုလ်မစ္စတာတာဒီယိုကပြောပါတယ်။ဒီချိန်ထိငြင်းငြင်းကြမ်းကြမ်းဆန္ဒပြနေသူတွေကိုနှိမ်နင်းတာမရှိသေးပေမဲ့လမ်းတွေပေါ်စစ်တပ်တိုးချလာနေတဲ့အတွက်ဆိုရင်ပူပန်ရပါတယ်။သက်ဆိုင်လူတွေအားလုံးအထူးသဖြင့်စစ်အစိုးရအနေနဲ့အသက်နိုင်ဆုံးထိန်းသိမ်းလုပ်ဖို့တိုက်တွန်းပါတယ်လို့လည်းသူကပြောပါတယ်။ငြင်းငြင်းရေးနဲ့တည်ငြိမ်မှုနဲ့ပဲနိုင်ငံရေးရပြုပြင်ပြောင်းလဲလို့ရနိုင်ပါတယ်လို့လည်း EU နိုင်ငံသားရေးမူဝါဒဆိုင်ရာအကြီးအကဲမစ္စတာဟာဗီယာဆိုလာနိုရဲ့ရုံးကထုတ်ပြန်တဲ့ကြေညာချက်မှာလည်းပါရှိပါတယ်ရှင်။အခုဆက်လက်ပြီးပြင်သစ်နိုင်ငံဘက်ကသတင်းတွေကြီးဆက်ပြရစီရှင်မြန်မာပြည်သူလူထုကငြိမ်းချမ်းစွာဆန္ဒပြနေတာကိုစစ်အစိုးရအနေနဲ့လေးစားဖို့မနေ့ကပြင်သစ်သမ္မတကြီးမစ္စတာနီကိုလတ်ဆာကိုဇီကပန်ကြားလိုက်ပါတယ်ဒီအကြောင်းကိုတော့ဥပအောင်ကဆက်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျာပြင်သစ်သမ္မတကြီးကအဲ့ဒီလိုပန်ကြားသွားသလိုစစ်အစိုးရအတိုက်ခံကိုယ်စားလှယ်ဖွဲ့နေလည်းပဲပဲရစ်မှာတွေ့ဖို့စီစဉ်ထားတယ်လို့ပါပြောကြားသွားပါတယ်ပြင်သစ်သမ္မတကြီးမစ္စတာဆာကိုဇီဟာဘယ်ဖွဲ့နေလို့အမီနာမထုတ်ဖော်ပြောဆိုသွားခြင်းမရှိပေမဲ့ပဲရစ်မြို့ခြေဆိုင်လူခွင့်ဆောင်ကြည့်ဖွဲ့ကတော့အဝေးရောက်ညွန်ပေါင်းအစိုးရအဖွဲ့ဝင်ကြီးချုပ်သူစိန်ဝင်ဖြစ်လိမ့်မယ်လို့ပြောဆိုသွားပါတယ်မိမိအနေနဲ့မြန်မာနိုင်ငံအခြေအနေကိုပဲမျက်ခြေပြမခံစိုးရိမ်မကင်းစောင့်ကြည့်နေတယ်လို့ဒီကုလသမဂ္ဂနီလာခံပြင်ပမှာသတင်းတောက်တွေကိုမစ္စတာဆာကိုဇီကပြောကြားသွားပါတယ်မိမိပန်ကြားလိုတာကတော့ခုလိုရောက်ဖြစ်ပေါ်လာတဲ့အေးချမ်းချမ်းသူတို့ရဲ့တရားနည်းလမ်းကြနိုင်ငံရေးနဲ့လူငွေတောင်းဆိုမှုတွေကိုဘယ်လိုနည်းနဲ့မှအင်အားသုံးဖြိုခွင်းတာမျိုးမပြုလုပ်ဖို့ကိုလည်းပဲပြင်သစ်သမ္မတကြီးမစ္စတာနီကိုလတ်ဆာကိုဇီကဆက်လက်သတိပေးပြောကြားသွားပါတယ်ပြင်သစ်နိုင်ငံကများပြည်သူတွေဆန္ဒပြတာကိုထောက်ခံကြောင်းမိမိမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့လည်းအလွန်စိုးရိမ်စိတ်နဲ့ဆက်လက်နားဆင်စောင့်ကြည့်နေမှာဖြစ်တယ်လို့ပါပြင်သစ်သမ္မတကြီးကဆက်လက်ပြောကြားသွားပါတယ်ခင်ဗျာလက်ထလောမြန်မာပြည်သူတွေဆန္ဒပြနေတဲ့ပေါ်စစ်အစိုးရကနှိပ်ကွပ်ပြီးအကြမ်းဖက်နေနေမှာကိုကမ္ဘာနိုင်ငံအများအပြားကစိုးရိမ်ပူပန်နေပြီးထင်းထင်းထင်းပြုလုပ်ပေးဖို့စစ်အစိုးရကိုအတီးတီးပန်ကြားနေပါတယ်ဒီအကြောင်းတွေကိုလည်းဥပအောင်ကဆက်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျာ
တရုတ်နိုင်ငံအနေနဲ့တခြားနိုင်ငံရဲ့ပြည်တွင်းမဆွတ်ဖက်ရေးမူကိုအမြဲတမ်းကျင့်သုံးတဲ့ရှိကြောင်းမြန်မာအင်းကြီးနိုင်ငံအနေနဲ့လည်းပဲမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပဲမြင်လို့တွေ့လို့လဲဆိုတဲ့အကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး Miss Zhang Yu ကပြောကြားသွားပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှသာမြန်မာနိုင်ငံအကျိုးကိုဖြစ်ပေါ်စေမှာ